1384ခုနှစ်ဩရလဇန်2ရက်2023ခုနှစ်ဇန်နဝါရီလ22ရက်တနင်္ဂနွေနေ့၌အွန်လိုင်းမှာဟောကြားအပ်သောဗုဒ္ဓဟောကြားကံ၄ပါးအကြောင်းတရားဒေသနာတော်မြတ်စွာဘုရားဟာကမ္မဝါဒီကရိယာဝါဒီဖယားမှန်သမျှကံတရားနဲ့ပတ်သက်ပြီးဟောပြောတယ်ကံတရားရှိတယ်လို့ဟောပြောတယ်ကံတရားဆိုတာပြုလုပ်လို့ဖြစ်တယ်ဆိုတာလေမြတ်စွာဘုရားဟောတယ်ကမ္မဝါဒီကရိယာဝါဒီကံအကြောင်းကိုဟောပြောလေးရှိတယ်လောကမှာကံကိုညှင်းပယ်တဲ့ဝါဒတွေလည်းရှိသေးတယ်ကံကိုညှင်းပယ်ခြင်းကံ၏အကျိုးကိုညှင်းပယ်ခြင်းအကြောင်းမှန်သမျှကိုညှင်းပယ်ခြင်းလူဘဝရလာတဲ့ပုဂ္ဂိုလ်တွေဟာအတွေးခေါ်အမျိုးမျိုးဘာသာယူဝါဒမျိုးမျိုးရှုံချမှုအမျိုးမျိုးနဲ့ဘဝခရီးကိုဖြတ်သန်းနေကြတာဖြစ်တယ်ထူးဆန်းတဲ့အတွေးခေါ်တွေနဲ့မိမိတို့ယုံကြည်ရကိုပြုလုပ်လို့ရှိတာလူတွေရဲ့သဘာဝပဲဖြစ်တယ်ဘာသာတရားဆိုပြီးတော့လိုက်နာကျင့်သုံးမှုကအမှန်မှမျိုးစုံတယ်မကြားဘူးတဲ့အရာတွေလည်းပဲလောကမှာရှိအောင်ပါပဲယုံကြည်ချက်နဲ့ပြုလုပ်နေကြတာမိမိတို့ယုံကြည်ချက်နဲ့ပြုလုပ်နေတဲ့အရာခတ်သိမ်းဟာကောင်းကျိုးဆိုးကျိုးနှမျိုးရတဲ့ကောင်းကျိုးကိုရနိုင်သလားဆိုအများကကောင်းကျိုးချမ်းသာကိုရဖို့မတမခရင်တယ်လှုပ်ဆောင်မှုတွေအမျိုးမျိုးရှိတယ်ပေါ့နော်လူတွေရဲ့ယင်ထဲမှာရှိတဲ့ကိရိတာအညစ်အကြေးတွေကိုစင်ကြယ်ဖို့အတွက်အတွေးခေါ်မျိုးမျိုးနဲ့ခန္ဓာကိုယ်ရေချိုးတန်းစင်မဲ့ဆိုရင်အဲ့ဒီမကောင်းတဲ့အကုသိုလ်တွေကတန်ရှင်းသွားစေနိုင်တယ်လွတ်မြောက်နိုင်တယ်လို့ယုံကြည်ပြီးတော့အေးဒီဆိုတဲ့ဆောင်ရသေးကြီးမှာတနေ့၃ချိန်ရေချိုးတဲ့ပုဂ္ဂိုလ်လည်းရှိတယ်ဒါသူရဲ့ယုံကြည်ချက်ကညမှာဖြစ်တဲ့အကုသိုလ်တွေကိုမနေ့ကျတော့ရေထဲမှာမျောပစ်တယ်ဆိုတဲ့အယူဆနဲ့ဥဒကသုတ်တိရှည်နဲ့တန်းစင်ဆေးကြောခြင်းအပြင်သူတဏ္ဍမှာရှိတဲ့အကုသိုလ်တွေညစ်ကြေးတွေပျောက်ကင်းတယ်လို့ယုံကြည်တယ်လည်းလှုပ်ဆောင်ကြခဏခေတ်ထီအောင်အဲ့ဒီယုံကြည်မှုတွေဘာသာတွေရှိနေသေးတယ်ဥရကသုတ်တိကဘာသာလို့ပြောလို့ရတယ်ရှင်းနဲ့တန်းစင်ဆေးချော်တယ်ဘာသာအဲ့လိုမျိုးလို့ပဲအချင်းမျိုးဆိုလူတွေဟာတီထွင်ပြီးတော့ယုံကြည်ခြင်းနဲ့လိုက်နာကျင့်သုံးနေကြတာဖြစ်တယ်ထို့သောလှုပ်ဆောင်ခြင်းဟာဘာကြောင့်လဲလို့အဖြေထုတ်မယ်ဆိုလို့ရှိရင်တော့လူတွေရဲ့တဏ္ဍမှာရှိတဲ့တကယ်အညစ်အကြေးဆိုတာဘာလဲထိုအညစ်အကြေးကိုတန့်ရှင်းအောင်ဘယ်လိုလုပ်ရမလဲဘယ်အရာတွေကတန့်ရှင်းနိုင်တယ်လဲဆိုတာတွေအမှန်မသိလို့ဖြစ်နေတာပဲဖြစ်တယ်တော့ကမှအမှန်မသိတဲ့အခါမှာအမှန်မသိဘူးဆိုတာအမှားသိနေတယ်အမှားသိနေတဲ့အတိုင်းလိုက်နာကျင့်သုံးတော့ဘာသာတရားမျိုးစုံကိုယုံကြည်ရလိုက်နာပြီးတော့နေကြတယ်ကောင်းကျိုးချမ်းသာဖြစ်ထွန်းဖို့ဆိုတာအမှန်မှခဲရင်တယ်လို့ဆိုရမှာဖြစ်တယ်ပေါ့ဘာသာဝါဒအယူဆတွေကလည်းအလွန်များတယ်မြတ်စွာဘုရားလက်ထက်ကတည်းကကုသကံဆိုတာမရှိဘူးအကုသကံဆိုတာမရှိဘူးမရှိုံနဲ့မဟုတ်ဘူးကုသအကုသဆိုတာလုံးလုံးကိုမရဘူးမရှိလို့လုံးတယ်လို့ထင်ပေမဲ့လို့လုံးလုံးမရဘူးဆိုပြီးတော့ကံတရားကိုညှင်းပယ်တဲ့ဝါဒလည်းရှိခဲ့ဘူးအကြောင်းတရားမှန်သမျှကောင်းစားခြင်းအပြစ်ဖြစ်ခြင်းလူတယောက်ဟာကောင်းကျိုးဆိုးကျိုးရခြင်းမှာဘာအကြောင်းတရားမှမရှိဘူးသူဖြစ်ခြင်းလို့ဖြစ်တာလို့
ဒီလိုယူဝါဒယူတဲ့ပုဂ္ဂိုလ်လည်းရှိတယ်ဘယ်ရပဲဖြစ်ဖြစ်လက်ရှိအနေအထားတစ်ခုကုံဆုံးသွားလို့ရှိရင်နောက်ထပ်ဖြစ်ဖို့မရှိဘူးလို့ဥစ္စေတာယူဝါဒယူတာလည်းရှိတယ်အေးဘဝဆိုတာတစ်ခါပဲနောက်ထပ်မရှိဘူးနောက်တစ်ခါလောကမှာထာဝရမြဲတယ်ဆိုတာခုနှစ်မျိုးပဲရှိတယ်ကျန်တာတွေကဘယ်ရမှမမြဲဘူးတချို့မြဲတချို့မမြဲဆိုတဲ့ဧကိစ္စတတ္တဝါဒထာဝရနဲ့ထာဝရမဟုတ်တဲ့အရာလောကမှာထာဝရရှိတယ်ဆိုတာဘာလို့ပထဝီပထဝီအာဘောတိဇောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါးထာဝရရှိတယ်ဒုက္ခဒုက္ခဆိုတဲ့ချမ်းသာဆင်းရဲဆိုတာလေထာဝရရှိတယ်စီဝဆိုတဲ့အသက်ဟာလည်းထာဝရရှိတယ်အဲ့ဒီခုနှစ်ခုကလွှဲရင်ကျန်တာတွေကတစ်ခုမှထာဝရမဟုတ်ဘူးလို့ဒီလိုယူဆတဲ့ယူဝါဒလည်းရှိတယ်အဲ့တော့လောကမှာအယူဆတွေအမှန်တမ်းများတယ်ပေါ့အမှန်တမ်းများလို့မာရွေးနဲ့ချင်းစစ်တွေကိုကျင့်ပြီးဒုက္ခရောက်ကြဖះလောင်းတည်ပဲနဲ့ဘာသာယူဝါဒတွေနဲ့ပတ်သက်ပြီးတော့6နှစ်ပတ်လုံးလွဲမှားစွာလမ်းကြောင်းကိုလိုက်ခဲ့သေးတယ်6နှစ်တောင်ကြာအောင်ကျင့်ခဲ့တာဖြစ်တယ်အဲ့ဒါလွဲမှားပြီးတော့ကျင့်တဲ့အကျင့်ဒုက္ခစရိယာလို့ခေါ်တယ်ခက်ခဲပင်မနဲ့အကျင့်ကိုကျင့်မှကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်မယ်ဆိုတဲ့ရွှေကျင့်နဲ့ကျင့်သုံးခဲ့တာသို့တော့ဆင်းရဲဒုက္ခကြုံရခြင်းဒုက္ခသာလည်းဖတ်တင်ပြီးတော့ရက်လက်ကောင်းထွက်မလာဘူးအဲ့လိုလောကမှာဘာနဲ့ဥပမာတူတော့ဆိုရင်ကုန်းပေါ်မှာရွက်တိုက်နေတာနဲ့အလားတရတူတယ်သဲတွေကိုစုံနဲ့ထည့်ပြီးတော့စီထွက်အောင်ကြိတ်နေတာနဲ့တူတယ်ပေါ့အကျိုးရက်လက်တစ်ခုမှမရှိတဲ့ဆောင်ရွက်မှုမျိုးအဲ့မျိုးတွေဖြစ်သို့တော့အသိဉာဏ်မလုံလောက်တဲ့အတွက်ကြောင့်မှားရွံ့တဲ့အကျင့်ကိုအမှန်ထင်ပြီးတော့ကျင့်နေကြတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့လူတွေလှုပ်ဆောင်နေတဲ့ကံတရားတွေမြတ်စွာဘုရားရှင်းလင်းဟောကြားထားတယ်အဲ့ဒီတုတ်တန်လေးကိုဒီကနေ့နာယူမှတ်သားကြည့်အောင်လွယ်မှားစွာကျင့်နေတဲ့ပုဂ္ဂိုလ်2ယောက်ကိုဟောတဲ့ဘုရားဟောကြားကံ၄ပါးကံ၄မျိုးခွဲပြီးတော့ဟောကြားထားတာလေးကိုမှတ်သားတုတ်နာမည်ကကုက္ကုရဝတ္တိကတုတ်လို့ခေါ်တယ်မဇ္ဈိမနိကေမှာပါတဲ့ကုက္ကုရဝတ္တိကကုက္ကုရဆိုခွေးဝတ္တဆိုတာသူ့ရဲ့အကျင့်သီလကိုလိုက်နာကျင့်သုံးခြင်းဝတ္တဆိုတာအဲ့ဒီဝတ္တခွေးရဲ့အကျင့်ကိုလိုက်နာတဲ့ပုဂ္ဂိုလ်ကုက္ကုရဝတ္တိကလို့အဲ့တော့တိရစ္ဆာန်ကောင်ရဲ့အကျင့်ကိုတမိုးထားနေတဲ့သဘောဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပုဂ္ဂိုလ်2ဦးမြတ်စွာဘုရားကကောလိယတိုင်းဟလိဒဝတ္တနဆိုတဲ့ဏိဂုံးရွာကြီးမှာသတင်းသုံးနေတယ်ကောလိယတိုင်းကဟလိဒဝတ္တနဆိုတာဟလိဒဆိုတာနွင်းကိုခေါ်တာပေါ့ဟလိတိတို့ဟလိဒနွင်းအောင်ဆိုးထားတဲ့အဝတ်ကိုဟလိဒဝတ္တနနွင်းအောင်ဆိုးထားတဲ့အဝတ်အဲ့ဒါနဲ့အကြောင်းပြုပြီးတော့အဲ့ဒီဏိဂုံးရွာကြီးတီထောင်တဲ့အချိန်တုန်းကအဝါရောင်ကိုခပေးလို့ဟလိဒဝတ္တနလို့ခေါ်တဲ့သဘောချင်းကောလိယတိုင်းမှာအဲ့ဒီဏိဂုံးရွာကြီးမှာမြတ်စွာဘုရားခိတ္တခဏရောက်ရှိပြီးတော့သတင်းသုံးနေတယ်အဲ့လိုသတင်းသုံးနေတဲ့အချိန်မှာမြတ်စွာဘုရားစီလာရောက်တဲ့ပုဂ္ဂိုလ်တွေထဲမှာထူးခြားတဲ့ပုဂ္ဂိုလ်2ဦးဟာဘုရားစီရောက်လာတယ်
သူတို့ကဘာထူးခြားတာတော့ဆိုရင်သူတို့အမူအရာထူးခြားတယ်အဲ့ဒီကောလိယတိုင်းသားကောလိယတိုင်းမှာနေထိုင်တဲ့ကောလိယတိုင်းသားပုံနာဆိုတဲ့ပုဂ္ဂိုလ်နဲ့သေနိယဆိုတဲ့ပုဂ္ဂိုလ်ပုံနာဆိုတဲ့ပုဂ္ဂိုလ်ကကောလိယတိုင်းသားဖြစ်ပြီးတော့သူ့ရဲ့ယုံကြည်ချက်ကဘာတော့ဆိုလို့ရှိရင်နွားအကျင့်ကိုရှုံကြည့်ပြီးတော့နွားလို့နေနွားလို့ထိုင်ခြင်းအပြင်သူဟာဒီကောင်းရသူဂရိဘုံရောက်လိမ့်မယ်နတ်ပြည်ရောက်လိမ့်မယ်ဒီအကျင့်နဲ့ထိုးကြီးတဲ့နတ်ဖြစ်နိုင်တယ်လို့သူယုံကြည်ချက်ရှိတယ်ကောင်းမဲ့ထင်လို့ကျင့်တာပဲနွားလို့ကျင့်တာနဲ့ဒီအကျင့်ကြောင့်နိုင်ရင်လည်းဖြစ်မယ်သို့မဟုတ်တကူကြီးတဲ့နတ်ကြီးနတ်မင်းကြီးရင်လည်းဖြစ်မယ်သို့မဟုတ်နတ်မင်းနဲ့နတ်တူလည်းဖြစ်နိုင်တယ်နတ်ပြည်ရောက်တယ်လို့ယုံကြည်ချက်နဲ့လုပ်တာပဲသူကယုံကြည်မှုကတော့တော်တော်ထူးဆန်းတဲ့အကျင့်တစ်ခုပဲเนาะသူနဲ့မိတ်ဆွေတယောက်ကတော့အစေလကဘာသာဝင်အဝမို့တဲ့ခိုင်ပေါ့ဝလိစလက်နေတဲ့ခိုင်ဒီနေ့ခေတ်မှာလည်းအဲ့ဒါတွေရှိတယ်နိကက်တယ်နော်အဝမို့တဲ့လူတွေရှိတယ်သူကအဲ့ဒီလိုပဲအဝမို့တဲ့ပုဂ္ဂိုလ်သူနာမည်ကတော့သေနိယလို့ခေါ်တယ်သူတို့ကမိတ်ဆွေနှုတ်အကျင့်ကြတော့ဘာကျင့်တော့ဆိုရင်သူကခွေးအကျင့်ကိုစောင့်တည်ထားတာတသလုံးခွေးလို့နေမယ်ခွေးလို့စားမယ်ခွေးလို့သွားမယ်ခွေးလို့အိပ်မယ်ခွေးအမှုရာတွေအားလုံးကိုသူကလက်ခံကျင့်တော့တယ်သူရွေးချက်ကလည်းပဲခွေးလို့ကျင့်လို့ပြည့်ပြည့်စုံစုံကျင့်နိုင်လို့ရှိရင်တကိုးကြီးတဲ့နတ်ကြီးဖြစ်နိုင်တယ်လို့အဲ့လိုလွဲမှားစွာယုံကြည်မှုတွေနဲ့သူတို့ဟာကျင့်တာနှစ်ပေါင်းများစွာကျင့်လာတယ်မြတ်စွာဘုရားစီသူတို့တန်ငယ်ချင်းနှစ်ဦးဘုရားစီရောက်လာကြတယ်ရောက်လာတဲ့အခါမှာဒီနွားကျင့်တဲ့ပုံနာကမြတ်စွာဘုရားကိုတယုတ်တသိရှိခိုးပြီးတနေရာမှာထိုင်နေတယ်သူကတော့လူလိုနေတဲ့သဘောရှိတယ်အဲ့ဒီချိန်မှာဘုရားကိုရှိခိုးတယ်ရှိခိုးပြီးတော့တနေရာမှာထိုင်တယ်သို့တော့ဝလိစလက်နေတဲ့ခွေးလိုကျင့်တဲ့သေနိယကတော့သို့မြတ်စွာဘုရားစီရောက်လာတဲ့အခါမှာရှင်ကြီးကြီးမြတ်စွာဘုရားကိုနှုတ်ဆက်စကားပြောတယ်အဲ့ဒီချိန်ဒီမှတော့သူကခွေးလိုတော့မဟုတ်တော့ခွေးကစကားမှမပြောတတ်တာနော်အဲ့ဒီကျတော့ခွေးကျင့်ခဏထားပြီးတော့လူလိုနှုတ်ဆက်စကားပြောတယ်ပြောပြီးတဲ့အခါမှာစကားပြောပြီးတဲ့အခါမှာသူ့အမှုရာပြောင်းသွားတယ်လူလိုမနေတော့ဘူးဘုရားရှိခိုးခွေးလိုဝတ်နော်ခွေးပုံစံခွေးအမှုရာမျိုးနဲ့ရသော်ဘုရားရှိခိုးဒီလေးဘက်သွင်းပြီးတော့ဘုရားရှိခိုးဝတ်နေခွေးဝတ်တယ်လို့ဝတ်နေအဲ့ဒီမှာနွားလို့ကျင့်တဲ့ပုံနာကမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားတဲ့ဒါတပည့်တော်ရဲ့တန်ငယ်ချင်းဝလိစရိတ်ကျင့်တဲ့ခွေးကျင့်ကိုလိုက်နာကျင့်သုံးတဲ့သေနိယဖြစ်ပါတယ်သူဟာအဲ့ဒါမှလူတကမလုံးနိုင်တဲ့အကျင့်ကိုသူကျင့်နေတာဖြစ်တယ်အစာစားတဲ့အခါမှာမြေကြီးပေါ်ချကျွေးတာကိုပဲသူစားတယ်ခွေးလို့ပေါ့နော်မြေကြီးပေါ်ပုံကျွေးမှစားတယ်ခွေးကျင့်ကိုကျင့်နေတယ်သူဟာနှစ်ပေါင်းများစွာခွေးကျင့်ကိုစောင့်တည်ထားပြီးတော့ပြည့်ပြည့်ဝဝခွေးကျင့်ကို
ကျင့်နေစေဖြစ်ပါတယ်တဲ့သူ့ရဲ့နောက်ဘဝမျှော်လင့်ချက်ကဘာများဖြစ်နိုင်မလဲခွေးကျင့်ကိုတော့သူကယုံကြည်ချက်နဲ့အပြည့်အဝကျင့်နေသူဖြစ်တယ်နောက်ဘဝမှာသူဘာဖြစ်လာနိုင်သလဲဖះကိုအဲ့ဒါပုံနာအစပြီးတော့မေးလိုက်တာပြီးတော့မြတ်စွာဘုရားကပုံနာဒီမေကုန်းငါမမေးပါနဲ့မမေးပါနဲ့မင်းငါတခါမဟုတ်ပါဘူးဖះဆိုပြီးတော့ထပ်မေးပြန်တယ်မြတ်စွာဘုရားဒုတိယအကြိမ်နဲ့မင်းငါမမေးပါနဲ့ဒီမေကုန်းကိုမမေးပါနဲ့တတိယအကြိမ်တခါထပ်ပြီးတော့ရှောက်ပြန်တယ်အဲ့ဒီအချိန်မှာလဲသူကထပ်မေးပြန်တယ်သုံးချိန်တိုင်တိုင်ဘုရားကမမေးပါနဲ့ဆိုတာထပ်မေးတော့မြတ်စွာဘုရားပြောတော့အေးပုံနာငါကဒီမေကုန်းမမေးပါနဲ့လို့မင်းပြောရတဲ့နဲ့မင်းကမရမကငါ့ကိုမေးတယ်အဲ့လိုဆိုရင်တော့ငါဖြေရတာပေါ့ကွာမင်းမေးတော့လည်းငါဖြေလဲရတာပေါ့လောကမှာတဲ့ကုက္ကုရဝတ္တဆိုရယ်ခွေးကျင့်ကိုအပြည့်အဝစင်စမပြတ်ကျင့်သုံးမယ်ခွေးရဲ့အမှုရာတွေကိုလိုက်နာကျင့်သုံးမယ်ခွေးစိတ်မွေးမယ်ခွေးလှုပ်တာမျိုးမှန်သမျှအကုန်လှုပ်တယ်ဆိုရင်နော်အဲ့ဒီကုက္ကုတဝတ္တိပတ္တဆိုရယ်ခွေးကျင့်တဲ့ပုဂ္ဂိုလ်ပြည့်ပြည့်စုံစုံသူအကယ်၍ကျင့်သွားလို့ရှိရင်တော့သေတဲ့အခါမှာခွေးဖြစ်မှာပဲသေရင်တော့ခွေးဖြစ်ဖို့ပဲရှိတယ်ခွေးပဲဖြစ်မယ်အကယ်၍သူစိတ်ထဲမှာခွေးလိုချစ်နာဟာနောက်ဘဝမှာတကူကြီးတဲ့နတ်မင်းတော်၎င်းနတ်သားတူတော်၎င်းဖြစ်မှာပဲနတ်ပြည်ရောက်မှာပဲလို့ဒီလိုယုံကြည်ချက်အမြင်ရှိတယ်ဆိုရင်အဲ့ဒါမှားနေတယ်အဲ့ဒီအမြင်မှားတဲ့အမြင်ဖြစ်နေမှားတဲ့အမြင်ရှိသူအတွက်လာယကတိဟာ2မျိုးပဲရှိတယ်ငရဲနဲ့တိရစ္ဆာန်ရွှေချက်မှားပြီးတော့လုံးနေတဲ့အလုပ်တွေမှန်သမျှငရဲကြရင်လည်းကြမယ်တိရစ္ဆာန်ဖြစ်ခြင်းလည်းဖြစ်မယ်အဲ့ဒါမစ္ဆဒိဋ္ဌိဆိုတာမှားရွေးတဲ့အမြင်တစ်ခုနဲ့လုံးနေတာအဲ့လုံးနေတဲ့အလုပ်တွေဟာတမန်အပြင်ဘာမှပြည့်မရှိဘူးလို့ထင်ကောင်းထင်နေမယ်သို့တော့မှားရွေးမှုအခြေခံထားလို့ရှိရင်တော့ငရဲဘုံရောက်ချင်နဲ့ရောက်သွားမယ်မရောက်ရင်တော့ပြိတ္တဟုတ်တိရစ္ဆာန်ဖြစ်မယ်တိရစ္ဆာန်ဘဝဆိုတာအညမညခါရိကဒုဗ္ဗလခါရိကအချင်းချင်းပြန်လန်းစားနေတဲ့ဘဝဆိုအဲ့ဒါမှကာကွယ်မှုကင်းမဲ့နေတဲ့ဘဝတစ်ခုလူတွေကလည်းနှိပ်စက်တယ်အချင်းချင်းလည်းနှိပ်စက်တယ်တိရစ္ဆာန်ဆိုတာလည်းမျိုးပေါင်းကအမတမများတယ်အဲ့ဒါကိုဒီမိစ္ဆာဒိဋ္ဌိမှားရွေးတဲ့အမြင်ရှိနေပြီဆိုလို့ရှိရင်တော့လာယကတိဟာဒီ2မျိုးတွေကတစ်ခုခုပဲဖြစ်နိုင်တယ်နော်ပုံနာငါပြောလိုက်မယ်ခွေးကျင့်ကိုကျင့်မယ်ဆိုလို့ပြပြဝဝအောင်မြင်မြင်ကျင့်ရင်ခွေးဖြစ်မယ်မအောင်မြင်ဘူးဆိုငရဲကြမယ်သူကဘယ်ဟာမှမကောင်းနော်ခွေးလို့အောင်မြင်မြင်ခွေးလို့ကျင့်တယ်ဆိုတာအိတ်ထားခွေးလို့အိတ်တယ်နော်စားတော့လေခွေးလို့စားတယ်ကျင့်ကြီးကျင့်ငယ်စုံတော့လေခွေးလို့ပဲသွားရင်လေ၄ဘက်ထောက်သွားတယ်အလုံးခွေးရဲ့စတိုင်အပြည့်ဝယူထားတာဒီလိုဆိုလို့ရတယ်နော်ခွေးစတိုင်အပြည့်ဝယူရတယ်အဲ့ဒီတိုင်တတ်နိုင်သမျှခွေးလို့နေခွေးလို့ကျင့်အဲ့လိုလေမြတ်စွာဘုရားကဖြေလိုက်ရောမေးတဲ့သူကနွားလို့ကျင့်တဲ့သူကမေးတာဘယ်သူအတွက်မေးတာတော့ဆိုခွေးလို့ကျင့်တဲ့သူတငယ်ချင်းအတွက်မေးပေးတာဟိုလူကနားထောင်နေတာအဲ့တော့မြတ်စွာဘုရားက
ခွေးလို့ကျင့်တာအပြေဝကျင့်ရင်ခွေးဖြစ်မယ်အပြေဝမဟုတ်ဘူးဆိုရင်ငရဲကြမယ်ဘာကြောင့်ငရဲကြတာတော့ဆိုမှားရွေးနဲ့အမြင်ရှိလို့ငရဲကြတယ်အဲ့လိုလည်းပြောလိုက်ရောခွေးလို့ကျင့်တဲ့သိနိယဆိုတာကဖះရှိမှငိုတော့တာပဲသူကမျက်ရည်ကြီးငယ်ပေါက်ပေါက်ကြာပြီးတော့ဖះရှိမှအတန်ထွက်ပြီးတော့ငိုတာအဲ့တော့မြတ်စွာဘုရားကပုံနာကိုပြောတယ်နွားလို့ကျင့်တဲ့ကောင်ပြောတာမင်းကမမေးပါနဲ့လို့ပြောတာမရဘူးတဲ့ဒီမင်းကမမေးနဲ့လို့ငါပြောတာမရဘူးတဲ့အခုဟိုကောင်ငိုးနေပြီနော်ဟိုကောင်ငိုးနေပြီငါပြောတာမရဘူးအဲ့တော့သူကရှောက်တယ်အရှင်ဘုရားတဲ့အရှင်ဘုရားပြောလို့ငိုတာမဟုတ်ပါဘူးတဲ့တပည့်တော်ဟာဒီခွေးကျင့်ကိုနှစ်ပေါင်းများစွာဆောက်တည်ပြီးတော့စနစ်တကျလိုက်နာကျင့်သုံးခဲ့တာဖြစ်ပါတယ်။ဩဒါလို့စနစ်တကျလိုက်နာကျင့်သုံးပြီးနှစ်ပေါင်းများစွာလှုပ်ထားတဲ့ဟာကအခုလို့ဖြစ်ရမယ်ဆိုတော့တပည့်တော်ဝမ်းနဲ့လို့ငိုတာပါ။ရှင်ဘုရားပြောလို့ငိုတာမဟုတ်ပါဘူးဆိုပြီးတော့ तू ကနွားလို့ကျင့်တဲ့ပုံနာအတွက်မိကုံးမိပြန်တယ်အရှင်ဘုရားဒါတပည့်တော်တန်ခဲ့ခြင်းပုံနာပါသူကနွားလို့ကျင့်တာနဲ့သူလည်းပဲနွားကျင့်ကိုနှစ်ပေါင်းများစွာစောင့်တည်ထားတယ်နွားလို့ကျင့်နေတာခုမှမဟုတ်နှစ်ပေါင်းများစွာကျင့်တာအဲ့တော့သူ့ရဲ့လာရဂတိရောဘာဖြစ်မလဲဆိုတော့မြတ်စွာဘုရားကသေနိယမင်းဒီမေကုံးကိုထားလိုက်ငါ့ကိုမမေးနဲ့မဟုတ်ပါဘူးဗျာပေးပြရစီပါဒုတိယအချိန်မြတ်စွာဘုရားကမမေးပါနဲ့ဆိုမေးပြန်တတိယအချိန်ထိအောင်မြတ်စွာဘုရားတာမြစ်တော်လဲသူကဆက်ပြီးတော့မေးတယ်နွားကျင့်ကိုပြပြဝကျင့်သူဘာဖြစ်မှာလဲဆိုတော့မြတ်စွာဘုရားကဲမင်းကိုငါမေးပါနဲ့လို့အချိန်ချင်းတားရတဲ့နဲ့မင်းကမေးပြန်ပြီအဲ့တော့ငါပြောရမှာပေါ့ကွာလောကမှာတဲ့သေနိယနွားကျင့်ကိုပြည့်ပြည့်စုံစုံစင်ဆက်မပြတ်နော်နွားကျင့်ကိုကျင့်မယ်နွားရဲ့အလေးထားတွေလိုက်နှုတ်မယ်နွားစိတ်မွေးမယ်နွားရဲ့စတိုင်အပြည့်အဝရှူမယ်ဆိုလို့ရှိရင်သူကသေနွားပဲဖြစ်မှာသေနွားဖြစ်မှာလေအကယ်၍ဒီအကျင့်နဲ့နတ်ပြည်ရောက်ပြီးတော့တကူကြီးတဲ့နတ်ဖြစ်တယ်လို့ယုံကြည်မဲ့ဆိုလို့ရှိရင်အဲ့ဒါမှားရွံ့တဲ့ယုံကြည်ချက်ဖြစ်နေတယ်အဲ့ဒီမှားရွံ့တဲ့ယုံကြည်ချက်ကိုလက်ခံကျင့်သုံးထားတဲ့ပုဂ္ဂိုလ်တယောက်ဟာလာရဂတိနှမျိုးပဲရှိတယ်ငရဲနဲ့တိရစ္ဆာန်တစ်မျိုးမျိုးပဲဖြစ်မယ်သေနိယနှိကုံးချုပ်ပြောလိုက်မယ်နွားလို့ကျင့်တဲ့အကျင့်ကိုအောင်မြင်မြင်ကျင့်မဲ့ဆိုလို့ရှိရင်ဒီလိုအနွားပဲဖြစ်မယ်အကယ်၍မအောင်မြင်မှုဆိုရင်ရဲကြမယ်အဲ့တော့ပုံနာဆိုတဲ့နွားလို့ကျင့်တဲ့အကောင်ကလည်းငိုပြန်ရောနော်ငိုတော့မြတ်စွာဘုရားသေနိယပြောတာမင်းလည်းငါပြောတာပဲမမေးပါနဲ့လို့ဆိုကောင်ငိုပြန်ပြီပေါ့ဆိုတော့ရှင်ဘုရားပြောလို့ငိုတာမဟုတ်ပါဘူးတဲ့တပည့်တော်နှစ်ပေါင်းများစွာနွားကျင့်ကိုကျင့်လာခဲ့တာအဲ့ဒါအတွက်ရှုကြုံမရလို့ငိုတာပါလို့ဆိုပြီးတော့သူကဘာလျှောက်တော့တပည့်တော်ရှင်ဘုရားပေါ်မှာယုံကြည်ပါတယ်တဲ့တပည့်တော်ကျင့်တဲ့နော်နွားကျင့်ကိုပယ်ဖြတ်နိုင်လောက်အောင်တပည့်တော်နွားကျင့်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီနွားကျင့်ကိုစွန့်လွတ်နိုင်အောင်ရှင်ဘုရားတပည့်တော်ကိုရှင်ပြနိုင်နိုင်မယ်လို့တပည့်တော်ယုံကြည်ပါတယ်တပည့်တော်ရဲ့တန်ငယ်ချင်းသေနိယဆိုတဲ့ပုဂ္ဂိုလ်လဲသူလဲခွေးကျင့်တာနှစ်ပေါင်းများစွာကြာလာပြီရှင်ဘုရားကရှင်းပြလို့ရှင်လေသူလဲခွေးကျင့်ကိုစွန့်ပယ်နိုင်နိုင်မယ်လို့ယုံကြည်ပါတယ်လို့
သူတို့နှစ်ယောက်စလုံးဒီအကျင့်တွေကိုစွန့်လွတ်နိုင်လောက်အောင်မြတ်စွာဘုရားကိုယုံကြည်ပါတယ်တရားဟောပေးပါသူတို့မှားယွင်းကြောင်းကိုသိအောင်တရားဟောပေးပါဆိုမြတ်စွာဘုရားအဲ့ဒီပါနွားချင်းနဲ့ခွေးချင်းရဲ့လာရကတိကိုဟောပြီးပြီအဲ့ဒီချိန်မှာမြတ်စွာဘုရားကံ၄ပါးကိုရှင်းပြလိုက်တာသူတို့နှစ်ယောက်ကိုကံ၄ပါးပဲရှင်းပြတယ်တခြားတရားမဟုတ်ဘူးဘာလို့လဲဆိုရင်သူတို့လိုက်တာကျင့်သုံးမှုနဲ့ပတ်သက်ပြီးနေ့စဉ်လုံးနေတဲ့ကံတရားဟာဘယ်လိုအကျိုးပေးတယ်ဆိုတာကိုသိရှိနားလည်အောင်ဒါဗုဒ္ဓဟောကြားကံ၄ပါးဆိုတာဒီမှာတမန်ကံနေနဲ့ထူးခြားတဲ့ဒါကံ၄ပါးရသော်ပြသုံးတဲ့စကလုံးနဲ့ကြည့်ကံ၄ပါးဆိုတာတဲ့အမဲရောင်ဖြစ်ပြီးတော့အမဲရောင်အကျိုးပေးတဲ့ကံကတစ်ခုနော်ဆိုလိုတာကအလုပ်တစ်ခုဟာမကောင်းတဲ့အလုပ်ဖြစ်ပြီးမကောင်းတဲ့အကျိုးပေးတာစာလို့ပြောမယ်ဆိုရင်ကံဏဝိပါကကံဏဆိုတာမဲနဲ့တော့ကံဏဝိပါကမဲနဲ့တော့အကျိုးဆိုအထိပ္ပယ်ကမဲတာဒီအယောင်မဲလို့ပြောတာမဟုတ်ဘူးဘဝမှာဘယ်တော့မှမတောက်ပြောင်နဲ့မကောင်းမှုအကုသိုလ်အလုပ်ကိုကံကိုကဏလို့ခေါ်တယ်အမဲအမဲရောင်အကျိုးပေးတော့လည်းမကောင်းတဲ့ဆင်းရဲတဲ့အကျိုးပေးတာကိုကဏဝိပါကမကောင်းမှုလုပ်ပြီးတော့မကောင်းတဲ့အကျိုးရတယ်အဲ့ဒါကိုကဏဝိပါကအမဲရောင်ဖြစ်ပြီးတော့အမဲရောင်အကျိုးပေးတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကဆိုးရတဲ့ကံတရားသည်ဆိုးရတဲ့အကျိုးပေးတဲ့ကံတဘာဝကဆိုးရပြီးတော့အကျိုးပေးတော့လဲဆိုးရတယ်စကံနော်တဘာဝကဆိုးတဲ့အကျိုးလည်းပေးတယ်ကဏဝိပါကအဲ့ဒီကဏဆိုတဲ့အသုံးမျိုးဥပမာပဲဆိုတော့ခုခေတ်သုံးတာရှိတယ်လူတယောက်ကို blacklist စရင်ထဲမှာအဆိုးစရင်နဲ့ထည့်လိုက်တာခုခေတ်လူတွေကအမဲစရင်လို့ဘာသာပြန်နေကြတယ်မဲစရင်ပြောတာမဟုတ်ဘူး blacklist ဆိုတာကြီးဘာလို့တိုက်ရိုက်ကြည့်ဘာသာပြန်ပြီးသုံးတယ်လည်းမသိဘူးတကယ်ကတော့ blacklist ဆိုတာအမဲစရင်လို့ပြောတာမဟုတ်ဘူးနာမည်ပြက်စရင်မကောင်းတဲ့စရင်မကောင်းတဲ့စရင်နဲ့ပါတယ်ပေါ့ဆိုးရတဲ့စရင်အဲ့လိုဆိုလို့တယ်ဒီမှာလည်းပဲကဏဝိပါကဆိုတာတဘာဝကလည်းဒီအလုပ်ဟာဆိုးရတဲ့အကျိုးပေးတယ် blacklist ဆိုတာအဲ့ဒါမျိုးပြောတာပဲမကောင်းတဲ့စရင်နာမည်ပြက်စရင်လို့ဆိုလို့တယ်ပေါ့နော်နာမည်ပြက်တဲ့စရင်အဲ့တော့မြတ်စွာဘုရားလည်းအဲ့လိုသုံးတာရှိတယ်ကဏဝိပါကဒါနံပါတ်1နံပါတ်2ကျတော့သုတ်ကဝိပါကစကလုံးအရာပြောမယ်ဆိုသုတ်ကဆိုတာဖြူစင်တာသုတ်ကဝိပါကဖြူစင်တော့အကျိုးကာလကိုပြောတာမဟုတ်ဘူးလှုပ်တဲ့ကံတရားဟာကောင်းပြီးတော့အကျိုးကလည်းကောင်းတဲ့အကျိုးပေးတယ်ကံတရားတဘာဝလည်းကောင်းတဲ့အကျိုးလည်းပေးတယ်လို့ဆိုလို့တယ်နောက်တတိယမျိုးစားပါတော့ဆိုရင်ကဏသုတ်ကဝိပါကံအဖြူမဲဆိုတဲ့အသုံးကိုသုံးထားတာအဲ့တော့ကောင်းတာမကောင်းတာကံတရားကလည်းတဘာဝအပြင်ကောင်းတာမကောင်းတာနှစ်ခုရောနေတယ်အကျိုးပေးတော့လဲအကောင်းမကောင်းနှစ်ခုရောပြီးတော့အကျိုးပေးတဲ့ကံဒါတတိယမျိုးစားနောက်တစ်ခါနံပါတ်4ကျတော့အကဏအတုတ်ကံအကဏအတုတ်ကဝိပါကံကမေခယ
ကမ္မခေယယတောင်းတတိအဲ့တော့ဒီကံကျတော့အမဲဟိုမကောင်းတာလည်းမဟုတ်ဘူးကောင်းတာလည်းမဟုတ်ဘူးသွားစကလုံးတိုင်ပြောရဆိုရင်ဖြူလည်းမဟုတ်ဘူးအမဲလည်းမဟုတ်ဘူးဖြူလည်းမဟုတ်ဘူးမဲတဲ့အကျိုးဖြူတဲ့အကျိုးလည်းပေးတာမဟုတ်ဆိုလိုတာကတဘာဝအဖြစ်အကောင်းလို့လည်းမဆိုနိုင်ဘူးအဆိုးလို့လည်းမဆိုနိုင်ဘူးအကျိုးပေးတာလည်းပဲအကောင်လည်းမဟုတ်အဆိုးလည်းမဟုတ်တဲ့အကျိုးပေးပြီးတော့ကံအားလုံးကိုဖယ်ရှားပြနိုင်တဲ့ကံတရားတဲ့အဲ့တော့ဒီလိုကံလေးမျိုးကိုမြတ်စွာဘုရားဟောတာတော့ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်ခါတိုင်းပြောနေကြအတိုင်းပြောမယ်ဆိုရင်ကုသိုလ်ကံအကုသိုလ်ကံနော်ကုသိုလ်အကုသိုလ်နှစ်ခုရောနေတဲ့ကံကံဆိုတာစေရနာပေါ့ကုသိုလ်စေရနာဖြစ်တဲ့အကုသိုလ်စေရနာဖြစ်တော့မဟုတ်လုံးရဒီနေရာမှာတော့စေရနာကိုဆိုလိုတယ်နော်ကုသိုလ်စေရနာကုသိုလ်စေရနာသည်အကုသိုလ်စေရနာသည်ဆိုကြိုးပေးတယ်အဲ့ဒါကိုကဏ္ဍဝိပါကကုသိုလ်စေရနာသည်ကောင်းကျိုးပေးတယ်ဒုက္ခဝိပါကကုသိုလ်လုံးလိုက်အကုသိုလ်လုံးလိုက်ဆိုရင်ဒီနှစ်ခုရောနေလို့ရှင်ကုသိုလ်နဲ့အကုသိုလ်ရောထွေးနေတယ်ကုသိုလ်လုံးအကုသိုလ်တစ်ဖက်ကကုသိုလ်လုံးတယ်တစ်ဖက်ကအကုသိုလ်လုံးတယ်ဆိုပါစို့တစ်ဖက်ကတရဝရီတတ်တယ်မုတ်ဆိုးလုံးတယ်ဆိုပါစို့သားကောင်နေတတ်တယ်တတ်ပြီးတစ်ဖက်ကနေပြီးတော့အဲ့ဒီတတ်တာတဲ့အသားနဲ့ဆွမ်းလှူတယ်ဆွမ်းကတ်တယ်ဆွမ်းလောင်းတယ်နော်ကောင်းတာရောမကောင်းတာရောလုပ်နေတယ်တော့ပေါ့နော်အဲ့ဒါလို့ကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်အကျိုးပေးတော့လဲကုသိုလ်ကလည်းအကျိုးပေးမယ်အကုသိုလ်လည်းအကျိုးပေးမယ်အဲ့ဒါကိုအကဏ္ဍအတုတ်ကဏ္ဍတုတ်ကကဏ္ဍတုတ်ကဝိပါကလို့ပြောတာအဖြူမဲရောနေတယ်နောက်တတိယစရုထအမျိုးအစားကြတော့အမဲလည်းမဟုတ်ဘူးဖြူလည်းမဟုတ်ဘူးဆိုတာကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဟုတ်ဘူးဘာကြောင့်မဟုတ်ကုသိုလ်အကုသိုလ်မဟုတ်ဘူးဆိုတာကံဟုတ်ပါအောင်မလားလဲဆိုတော့ကံတော့ကံပဲကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဟုတ်ဘူးဒါပေမဲ့ကံအဲ့ဒီကံသည်ကောင်းကျိုးလည်းမပေးဘူးဆိုးကျိုးလည်းမပေးဘူးကံတွေကိုဖျက်သိမ်းပစ်တယ်ဒီလိုကံတရား၄မျိုးဟောတာအဲ့တော့ရှင်းရှင်းပြောလိုက်လို့ရှိရင်ပထမကအကုသိုလ်ကံဒုတိယကုသိုလ်ကံတတိယကုသိုလ်အကုသိုလ်ရောနေတဲ့ကံစတုထကြတော့မက်စိတ်နဲ့ရှင်တဲ့စေရနာမက်ကုသိုလ်ကံကိုပြောတာမက်ကုသိုလ်ကံသည်ကံတရားတွေကိုအလုံးဖြတ်သိမ့်ပြစ်တယ်ဘာကြောင့်ကံကိုဖြတ်သိမ့်တာတော့ဆိုကိလေသာကိုဖြတ်လိုက်တာကိလေသာကိုပယ်လိုက်သည့်အတွက်ကြောင့်ကံတရားတွေအကျိုးမပေးတော့အဲ့တော့ကံတရားကိုလည်းဖြတ်သိမ့်ပြစ်တယ်ပေါ့ကမ္မခေယကံကိုကုံသွားစေတယ်အကျိုးပေးတာမဟုတ်တော့မက်ကုသိုလ်ကဒါကြောင့်မလို့မက်ကုသိုလ်ဆိုတာဒီဘဝပဲအကျိုးပေးတယ်နောက်ပရိသေဆိုတာမရှိဘူးဒါကြောင့်မို့အကျိုးမပေးဘူးလို့ပြောတာနော်ဘဝကိုဖြတ်သိမ့်ပြစ်လိုက်တယ်ဖြတ်သိမ့်ပြစ်လိုက်တော့သူကအဆိုးလည်းမဟုတ်ဘူးကောင်းလည်းမဟုတ်ဘူးသို့တော့ဘဝဆိုတာမရှိတော့ကံတရားဆိုတာမရှိတော့ဘူးလို့အဲ့လိုမြတ်စွာဘုရားဒီမှာကဏ္ဍတုတ်ကဆိုတဲ့စကားလုံးတွေကိုအသုံးချပြီးတော့ကံလေးမျိုးကိုဟောတယ်တဲ့ဒီပုံနာဆိုတဲ့ခွေးလိုကျင့်တဲ့နွားလိုကျင့်တဲ့ကောင်းနော်ဒီလိုဟောတာနွားလိုကျင့်တဲ့ကောင်းကောင်းတက်ပြီးတော့ဟောတာပေါ့လေသူတို့နှစ်ယောက်ကိုဟောလိုက်တာခွေးလိုကျင့်တဲ့ကောင်းနဲ့နွားလိုကျင့်တဲ့ကောင်းအဲ့ဒီမှာမြတ်စွာဘုရားကရှင်းပြတယ်ကဏ္ဍဝိပါကတဘာဝကိုကမကောင်းမဲနဲ့မကောင်းတဲ့အကျိုးပေးတယ်ဆိုပါလေလောကမှာတဲ့လူတယောက်ဟာဆင်းရဲဒုက္ခကိုဖြစ်စေတတ်တဲ့အကုသိုလ်မှုတွေအကုသိုလ်စေရနာတွေသူပြုလုပ်နေတယ်ရှင်ထဲမှာအကုသိုလ်စေရနာနဲ့အကောင်းတဲ့လုပ်တယ်
ဆင်းရဲဒုက္ခကိုဖြစ်စေနိုင်တဲ့အပြောမျိုးတွေကိုပြောတယ်ဆင်းရဲဒုက္ခကိုဖြစ်စေနိုင်တဲ့စိတ်ကူးစိတ်တန်းတွေကိုစိတ်ကူးတယ်အဲ့ဒီပုဂ္ဂိုလ်ဟာဆင်းရဲစေတဲ့ကာယကံဝစီကံမနောခံတွေကိုဖြစ်စေသောကြောင့်အဲ့ဒီကံရဲ့အစွမ်းကြောင့်သူဟာဆင်းရဲတဲ့ဘဝကိုရောက်ရတယ်ဆင်းရဲတဲ့ပုံမောရောက်ပြီးတော့ဆင်းရဲတဲ့အတွေ့အကြုံတွေကိုသူတွေ့ကြုံရလိမ့်မယ်ဆင်းရဲတဲ့အတွေ့အကြုံတွေနဲ့တွေ့ကြုံရသည့်အတွက်ကြောင့်ဆင်းရဲတဲ့စိတ်ခံစားချက်တွေလုံးဝဒုက္ခသက်ဖြစ်တဲ့စိတ်ခံစားချက်တွေကိုသူခံစားရလိမ့်မယ်တဲ့ဥပမာပါတော့ဆိုရင်ငရဲသားတ attva တွေလိုပဲအဲ့တော့ငရဲချစေတတ်တဲ့ကံကိုပထမကံလို့ပြောတဲ့သဘောပဲဒါနော်ငရဲချစေနိုင်တဲ့အကုသိုလ်ကံတွေကိုလုပ်တဲ့ပုဂ္ဂိုလ်ဟာကာဏဝိပါကကံလုပ်တယ်ဆင်းရဲဒုက္ခကိုဖြစ်စေနိုင်တဲ့အလုပ်တွေကိုလုပ်နေတယ်ပေါ့ဒုက္ခဆိုအကျိုးပေးမှာအဲ့တော့ငရဲသားတ attva တွေငရဲရောက်မဲ့ပုဂ္ဂိုလ်တွေဒါကိုလုပ်နေတာဖြစ်တယ်လောကမှာကိုလှုပ်တဲ့ကံကြောင့်ဘဝမှာဘဝဆိုတာဖြစ်လာတာဖြစ်တယ်ဘူတာပုဒ္ဒတဥပပတ္တိဘူတာပုဒ္ဒတဥပပတ္တိတကယ်လှုပ်တဲ့အကုသိုလ်ကံလှုပ်လို့ရှိရင်အကုသိုလ်ကံကြောင့်ဘူတတအကုသိုလ်အကျိုးတွေဖြစ်လာတယ်အဲ့တော့ကံကိုလှုပ်တဲ့အတိုင်းပဲဖြစ်တယ်နော်ကိုလှုပ်တာမကောင်းမှုလုပ်ရင်မကောင်းနဲ့ယံကရောတိတေနဥပပစ္စတိတဲ့ကိုလှုပ်တဲ့အတိုင်းချုပ်ပေးတာကိုကအကုသိုလ်တွေလှုပ်လို့ရှိရင်ဆင်းရဲတဲ့အကျိုးပေးမှာပဲသူတို့ဆိုလို့တယ်ပေါ့ဆင်းရဲတဲ့အကျိုးပေးတဲ့အကုသိုလ်ကံလုပ်လို့ရှိရင်ဆင်းရဲတဲ့အတွေ့အကြုံတွေသူခံစားရလိမ့်မယ်တဲ့ဒါကြောင့်မို့လို့ငါကအတိမင်းပြောချင်တာကတော့ကမ္မထာယတာတတ္တာတရားတွေဟာကိုလို့တာကိုဝိခံရလိမ့်မယ်ကိုကတစ်ဖက်သားဒုက္ခရောက်အောင်လုပ်လိုက်လို့ရှိရင်အဲ့ဒီဒုက္ခကိုဝိခံရမှာပဲကိုလို့တာကိုဝိခံရမယ်ဟောကိုလှုပ်တဲ့လှုပ်ရက်ကိုပဲကိုရတယ်ကမ္မထာယတာကောင်းတာလှုပ်ရင်ကောင်းတဲ့အမွေဆိုးတာလှုပ်ရင်ဆိုးတဲ့အမွေဒါမှမဟုတ်သရဝါဆိုတာကမ္မထာယတာကံရဲ့အမွေကိုခံယူကြရတာဖြစ်တယ်အယုဆိုးကြည်တဏ္ဍာလဲကံရဲ့အမွေခံတာချောမောလှပတာလဲကံရဲ့အမွေခံချမ်းသာကြွယ်ဝတာလဲကံရဲ့အမွေပဲဆင်းရဲမွဲတေတာလဲကံရဲ့ပညာနဲတာလဲကံရဲ့အမွေပဲပညာထက်မြက်တာလဲကံရဲ့အသက်တိုးတာလဲကံရဲ့အမွေပဲအသက်ရှည်တာလဲကံရဲ့အမွေပဲကိုလှုပ်တာကိုရတယ်လို့ပြောတာဒါဗုဒ္ဓရဲ့ကမ္မဝါဒကိုလှုပ်တာကိုရတယ်ဒါပထမကံကိုရှင်းပြဒုတိယကံကြတော့ဆန့်ကျင်မဲ့ပဲသုက္ကဝိပါကအဖြူရောင်အကျိုးဆိုတာတဘာဝအဖြစ်ကောင်းပြီးတော့ကောင်းကျိုးချမ်းသာကိုပေးတဲ့ကံမျိုးလောကမှာကာယကံဝစီကံမနောကံကိုလိုသမျှကံတရားတွေဟာဒုက္ခဖြစ်စေတတ်တဲ့ကံမျိုးမဟုတ်ပဲနဲ့ကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့ကာယကံဝစီကံမနောကံတွေကိုစိတ်ဆော်ပြီးတော့ပြုလုပ်တယ်တဲ့အဲ့ဒီလိုစိတ်ဆော်ပြုလုပ်သည့်အတွက်ကြောင့်ချမ်းသာဒုက္ခရှိတဲ့ပုံမျိုးကိုသူဖြစ်ရတယ်အဲ့ဒီပုဂ္ဂိုလ်ဟာအဲ့ဒီအကျိုးပေးပြီဆိုရင်ချမ်းသာဒုက္ခရှိတဲ့ပုံဥပမာမဲ့တဲ့နော်လုံးဝချမ်းသာတဲ့ပုံမောဆိုတာသူပကိဏပြမပုံလို့ပဲသူပကိဏပြမပုံဆိုတာအမတမချောပေါ်လှပပြီးအယောင်ဝါရီတောက်ပနေတဲ့ပြမပုံအဲ့ဒီလိုဆိုလိုတာကဒါသူကကိန်းတာဘုံဆိုသမထကျင့်စဉ်ကျင့်ပြီးတော့ဆံရအောင်အားထုတ်တယ်ဒုတိယဆံတတိယဆံအဲ့ဒီအားထုတ်တဲ့ဆံကုသိုလ်တွေကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားပြောတာ
အဲ့ဒါကြတော့ကုသိုလ်တက်တက်ပဲအကုသိုလ်မပါဘူးတဲ့အဲ့တော့အဲ့ဒီဘုံဘဝမှာသူ့ရဲ့အတွေ့အကြုံတွေကကောင်းတာတွေကြီးပဲတွေ့ကြုံမယ်နော်သူ့လောက်တာဘုဒ္ဓဗုဒ္ဓတ္တဥပပတ္တိကိုလို့တဲ့ကံကြောင့်ကိုလို့တဲ့စစ်မှန်တဲ့အကျိုးတရားရတယ်ယံကရောတိဒေနဥပပစ္စတိကိုလို့ထားကြောင့်ကိုရတာကိုဖြစ်တာပဲတဲ့ဒါကြောင့်မို့ကမ္မထာရတတ္တာကောင်းမွေဆိုးမွေဒီနေရာမှာကောင်းမွေတွေကိုသူခံရမယ်လို့မြတ်စွာဘုရားရှင်းပြတယ်နောက်တတိယမျိုးစားနဲ့ပတ်သက်ပြီးတော့လောကအချို့ပုဂ္ဂိုလ်တွေဟာကုသိုလ်လုံးလိုက်အကုသိုလ်လုံးလိုက်ကာယကံမြောက်ကုသိုလ်တွေလည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်ရောထွေးပြီးတော့စကားပြောရင်လည်းကောင်းတဲ့စကားပြောလိုက်မကောင်းတဲ့စကားပြောလိုက်စိတ်ထဲကစိတ်ကူးရင်လည်းပဲမကောင်းတဲ့စိတ်ကူးတွေစိတ်ကူးလိုက်ကောင်းတဲ့စိတ်ကူးတွေဆိုတယ်ကောင်းတာမကောင်းတာနှစ်ခုရောထွေးပြီးတော့လုံနေတဲ့ပုဂ္ဂိုလ်တရားတဲ့အဲ့ဒီလိုလုံနေရင်အဲ့ဒီပုဂ္ဂိုလ်ဒီဒုက္ခဒုက္ခရောထွေးနေတဲ့လောကမှာဖြစ်ပါလိမ့်မယ်ဖြစ်ရမယ်အဲ့ကျရင်ဒုက္ခဒုက္ခအတွေ့အကြုံနှမျိုးစလုံးတွေ့ကြုံလိမ့်မယ်ဒုက္ခနဲ့လည်းတွေ့မယ်ဒုက္ခနဲ့လည်းတွေ့မယ်ဒုက္ခဒုက္ခနဲ့တွေ့ရင်စိတ်ခံစားချက်တွေကလည်းဒုက္ခဆိုတာဖြစ်မယ်ဒုက္ခဆိုတာလည်းတွေ့ကြုံဝေါကိဏဒုက္ခဒုက္ခချမ်းသာဆင်းရဲရောထွေးနေတာအဲ့ဒီပုဂ္ဂိုလ်မျိုးဖြစ်တယ်ဥပမာဘသူတွေနဲ့တူတော့လူသားတွေလူပြေကလူတွေဟာချမ်းသာကြီးမရနိုင်ဘူးနော်ဒုက္ခတလဲဒုက္ခတလဲကိုလုခဲ့တဲ့ကံကချမ်းသာဒုက္ခနဲ့ဆင်းရဲဒုက္ခရောထွေးနေတာဒါကြောင့်လူဘဝရောက်လာရင်နေကောင်းတဲ့အခါရှိတယ်နေမကောင်းတဲ့အခါရှိတယ်ဒုက္ခရောက်တဲ့အခါရှိတယ်ပျော်ရွှင်ရတဲ့အခါရှိနော်အဲ့လိုချမ်းသာဆင်းရဲအမျိုးစုံကြုံတွေ့နေရတယ်လူဘဝမှာမြတ်စွာဘုရားတော့မလွတ်ဘူးလူဘဝမှာအေးစစ်စစ်မရှိဘူးနော်မကောင်းတာနဲ့လည်းတွေ့တာပဲကောင်းတာနဲ့လည်းတွေ့တာမျိုးစုံတွေ့တယ်ရှံသူနဲ့လည်းတွေ့တယ်မိတ်ဆွေနဲ့လည်းတွေ့တယ်ပြောစရာကောင်းတဲ့အခါရှိသလိုစိတ်ညစ်စရာကောင်းတဲ့အခါလည်းရှိအဲ့ဒါပါတော့ကိုလုတ်ခဲ့တာကိုကကောင်းတာရောမကောင်းတာရောထွေးပြီးတော့လုတ်ခဲ့တာတဲ့ပြီးတော့တချို့နတ်တွေကလည်းတကယ်ချမ်းသာမဟုတ်ခုနသူဝကိဏဆိုတဲ့ပြမကြတော့လုံးဝစိတ်ညစ်တာမရှိဘူးသူတို့ကြတော့နတ်တွေကြတော့လည်းပဲစိတ်ညစ်ရသေးတယ်ဟာလေနတ်ကြတော့စိတ်ညစ်လို့သေတဲ့နတ်ရှိတယ်အဲ့ဒါမနောပရောတိကနတ်လို့ခေါ်တယ်စိတ်ဆိုးပြီးတော့သေတဲ့နတ်ရှိတယ်ခိတ္တပရောတိကနတ်ဆိုတာအပျော်ကျူးပြီးတော့သေတဲ့နတ်ရှိတယ်နတ်ကလည်းချက်လက်စီများတယ်နတ်တို့ကသူ့ရဲ့အချမ်းရံနေနဲ့ယထာစီးပြီးဥယျာဉ်ထွက်လာလို့ရှင်အဲ့ဒါကိုမြင်တဲ့တခြားနတ်ကဒီကောင်ကကြွဆောင်နေဆိုပြီးတော့မနာလို့ဖြစ်လာမနာလို့ဖြစ်တာအဲ့ဒီရှေ့သွားတဲ့နတ်ကိုနောက်ကလိုက်တဲ့နတ်ကမနာလို့ဖြစ်တော့ရှေ့သွားတဲ့နတ်ကလှည့်ကြည့်လိုက်တဲ့ကမနာလို့တဲ့မျက်နှာရိပ်တွေတွေ့ရတယ်တွေ့တော့ငါကုသိုလ်နဲ့ကာရတာမင်းကဘာဆိုင်လို့လဲငါ့ကိုဘာလို့မနာလို့ဖြစ်ရလဲသူကလည်းပြန်ပြီးတော့စိတ်ဆိုးတယ်သူကစိတ်ဆိုးဟိုကစိတ်ဆိုးပို့ပြီးတော့ဒေါသတွေမထိန်နိုင်တဲ့အခါမှာအဲ့ဒေါသမိလောင်ပြီးနှစ်ယောက်စလုံးသေသွားကြတယ်အဲ့ဒါမနောပရောတိကနတ်လို့ခေါ်တယ်စိတ်ဆိုးရနဲ့သေတယ်နတ်ကလူတွေအဲ့လိုသေလို့ရှိရင်တယောက်မှတောင်ရှိမှာမဟုတ်နော်စိတ်ဆိုးရနဲ့သေတယ်သူကဘာလို့သေတုံးဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်ကအပ္ပတမနုညံ့တယ်ဒေါသမိလောင်လိုက်ရင်ဘာနဲ့တူတုံးဆိုရင်မှုကလေးမိလောင်လိုက်တယ်လို့ဖျောင်းလေးလို့ပြောတာမိပူလိုက်တာနဲ့အေးပြောသွားတာဒီအပူကိုမခံနိုင်ဘူးဒေါသမိပူလူတွေကတော့ပူလူတွေလည်းပူတာပဲလေလူတွေကြတော့လေသေတယ်လူတော့ရှိမှာပေါ့ဟာတက်ဖြစ်ပြီးတော့သေတယ်လူတော့ရှိတာသိပြင်းထန်လာလို့ရှိရင်လူတွေကြည့်ပါလားဒေါသမီးကလောင်းလာလို့ရှိရင်မျက်နှာကြီးကိုရဲလာနှာခမ်းတွေကဆက်တကူလုံးတုံဆက်တွေဖြစ်အတန်တောင်ပြီးအောင်မထွက်နိုင်တော့အဲ့ဒါလူတွေထိကြိုက်တာပဲလေ
သို့တော့လူရဲ့ခန္ဓာကိုယ်ကယုံကြမ်းသည့်အတွက်ကြောင့်အတော်အသင့်အပူခံနိုင်တယ်ပေါ့မသိဘူးနတ်ကြတော့အဲ့လိုမရဘူးအသက်ပါသွားရှုခန္ဓာအဲ့ဒါကြောင့်မို့ဒုက္ခဒုက္ခလျှော့ပြီးတော့တချို့နဲ့တည်းတဲ့နောက်တချို့ဝိနိပါတိကဆိုဝိပါတိကပြိတ္တာတွေတချို့ပြိတ္တာတွေရတယ်ပဲဒုက္ခတက်လဲတယ်ကွာတချို့ပြိတ္တာတွေဆိုရင်နေခံညဆံညခံနေဆံဆိုရှိတယ်နေခါမှာတော့ဘုံမိမ့်မှနဲ့နေတယ်ညရောက်လာတဲ့အခါကျတော့ငရဲခံညပြန်တယ်အဲ့လိုနေခံညဆံဆိုတာရှိဒုက္ခဒုက္ခရောလုံးလာတယ်အဲ့ဒါကတတိယအမျိုးအစားလို့ဆိုလို့တယ်အဲ့တော့အကဏအတုကဆိုရယ်သုထအမျိုးအစားကြတော့အဖြူလည်းမဟုတ်မဲလည်းမဟုတ်သုံးမဟုတ်အကောင်းလည်းမဟုတ်ဆိုးလည်းမဟုတ်ကောင်းကျိုးပေးမှအကောင်းခေါ်တာကောင်းဆိုးလည်းမဟုတ်ကောင်းကျိုးလည်းမပေးဆိုးကျိုးလည်းမပေးကောင်းကျိုးဆိုးကျိုးမရှိပဲနဲ့ကံတရားကိုပယ်ဖြစ်တဲ့ကံတရားသူလည်းကံပဲအဲ့ဒီကံကဘယ်လိုကံတော့ဆိုအကုသိုလ်ကိုပယ်နိုင်တဲ့မနဲ့ရှင်တဲ့စေရနာနော်အကုသိုလ်ကိုပယ်နိုင်တဲ့မနဲ့ရှင်တဲ့စေရနာကုသိုလ်ကိုပယ်နိုင်တဲ့မနဲ့ရှင်တဲ့စေရနာအကုသိုလ်ကိုပယ်နိုင်တဲ့မနဲ့ရှင်တဲ့စေရနာအဲ့ဒီစေရနာမျိုးကိုအကဏအတုကဝိပါကအဖြူလည်းမဟုတ်မဲလည်းမဟုတ်ကောင်းလည်းမဟုတ်ဆိုးလည်းမဟုတ်လှုပ်ထားတဲ့ကံတွေကုသိုလ်လည်းဖယ်တယ်အကုသိုလ်လည်းဖယ်တယ်ကုသိုလ်နဲ့အကုသိုလ်ဆိုတာအကုသိုလ်ကိုဖယ်လိုက်လို့ရှိရင်ကုသိုလ်ဆိုတာလည်းမဖြစ်တော့ဘူးသူကဘာဖြစ်လို့တော့ဆိုလို့ရှိရင်အလင်းနဲ့အမှောင်လိုပဲလေအမှောင်ဖယ်လိုက်ရင်အလင်းရောက်တယ်အလင်းဖယ်လိုက်ရင်အမှောင်ရောက်တယ်အဲ့တော့အမှောင်မရှိတော့ဘူးဆိုလို့ရှိရင်အဲ့တော့အလင်းကြီးလည်းပြောလို့မရတော့ဘူးနှစ်ခုရှိလို့သာခေါ်နေတာဟုတ်တခုတည်းဖြစ်နေတဲ့ကုသကံဟာဖယ်ရှားစရာမရှိဘူးအလင်းရောင်တစ်ခုကဖယ်ရှားစရာမရှိဘူးအမှောင်လေးမရှိဘူးဆိုတဲ့အခါကျတော့နေ့အခါကြည့်လိုက်ပေါ့နေ့မှာအပြင်မှာဆိုရင်မှောင်တာလည်းမရှိဘူးအလင်းလို့လည်းပြောလို့မရတော့ညကြတော့မဟုတ်ဘူးမိငိမ့်သွားရင်မှောင်တယ်နော်လင်းနဲ့မှောင်နဲ့ညမှကြတော့လင်းနဲ့မှောင်ရှိတယ်နေ့ကြတော့နေဘူးဟောမှာဆိုရင်မှောင်တာလည်းမရှိတော့အဲ့လိုဆိုလို့အဲ့ကုသိုလ်နဲ့အကုသိုလ်ကလည်းအဲ့တိုင်းပဲအကုသိုလ်ရှိနေလို့ကုသိုလ်ရှိရတာအကုသိုလ်မရှိတော့ဘူးဆိုရင်ကုသိုလ်ရှိကြမလို့တော့ညဆိုလို့တယ်အလုံးအဲ့ဒီနှစ်ခုစလုံးရှင်းနာသွားတယ်တန်တရားမှာအကျိုးပေးစရာမရှိတော့ဘူးမကုသိုလ်ဖြစ်လာလို့ရှိရင်ကိလေသာတွေကုန်သွားပြီအဲ့ဒီကိလေသာကုန်သွားစေတဲ့မစေရနာဟာအကဏအတုကဖြူလည်းမဟုတ်မဲလည်းမဟုတ်အကောင်းလည်းမဟုတ်ဆိုးလည်းမဟုတ်အကဏအတုကဝိပါကဖြူတဲ့အကျိုးလည်းမဟုတ်မဲတဲ့အကျိုးလည်းမဟုတ်ကောင်းတဲ့အကျိုးလည်းမဟုတ်ဆိုးတဲ့အကျိုးလည်းမဟုတ်ဘူးကမ္မခရာယတံဝတ္တိကံကိုပါပဲဖြတ်ပြလိုက်တာကံကိုပဲဖြစ်ပြလိုက်တော့ကံအကျိုးပေးစရာနေရာလည်းမရှိတော့ဘဝလည်းမရှိတော့ဘဝရှိမှအကျိုးပေးမှာတော့ဘာမှမရှိတော့အဲ့ဒါကြောင့်မို့မြတ်စွာဘုရားအဲ့ဒါကံကိုပယ်တတ်တဲ့ကံတရားဆိုတာမက်စေရနာမက်စိတ်မှာရှင်တဲ့စေရနာကိုဆိုလိုတယ်အရတ္တမက်စိတ်မှာရှင်တဲ့စေရနာသည်ကံအလုံးကိုဖယ်ပလိုက်တယ်နော်သောတပတိမနဲ့ရှင်တဲ့မက်စေရနာသည်အပေပုံကြတဲ့ကံတွေကိုဖယ်လိုက်တယ်နောက်တဂရဂါမိမဲ့အနာဂါမိမဲ့နဲ့ရှင်တဲ့စေရနာသည်အနာဂါမိမဲ့နဲ့ရှင်တဲ့စေရနာသည်ကာမဘုံမှာအကျိုးပေးတဲ့ကံတွေဖယ်လိုက်တယ်အရဟတမနဲ့ရှင်တဲ့စေရနာသည်ဘယ်ဘုံမှာအကျိုးပေးစရာမရှိတော့လို့ကံတရားအလုံးကိုဖယ်လိုက်ပြီးသားဖြစ်သွားတယ်
အဲ့တော့ဘုံရှိနေခြင်းသည်ကံရှိနေခြင်းကြောင့်ဘဝရှိနေခြင်းသည်ကံရှိနေခြင်းကြောင့်ကံရှိနေခြင်းသည်ကိလေသာရှိနေခြင်းကြောင့်မက်စိတ်ကကိလေသာကိုဖယ်လိုက်လို့ရှိရင်ကံအကျိုးပေးလို့မရဘူးကံအကျိုးပေးလို့မရလို့ရှိရင်ကံအကျိုးပေးရဘုံဆိုလည်းမရှိတော့အဲ့ဒါကိုအကန္နာအတုက္ခအကန္နာအတုက္ခဝိပါကလို့ဒီနေရာမှာမြတ်စွာဘုရားကံ၄မျိုးခွဲခြားပြီးတော့ဟောတာဒါကတန်တရားဝကလွတ်တဲ့တတိယကံမျိုးကတန်တရားဝကလို့အဲ့တော့တတိယကံကဘယ်လိုကံလုံးလို့မေးလို့ရှိရင်ဝိပဿနာတရားအထုတ်လို့ရလာတဲ့မဲ့အဲ့ဒီမဲ့နဲ့ရှင်တဲ့စေတနာကိုဆိုလိုတယ်နော်အဲ့ဒီလိုဆိုလိုတယ်ဝိပဿနာတရားအထုတ်မှရလာတာဝိပဿနာတရားအထုတ်တဲ့အချိန်မှာဝိပဿနာဉာဏ်နဲ့ရှင်တဲ့ကံကကုသကံနော်ကုသကံသူကအကျိုးပေးစီအဲ့တော့ဝိပဿနာကိုအကြောင်းပြုပြီးတော့ပေါ်လာတဲ့မဲ့နဲ့ရှင်တဲ့စေတနာကြတော့အကျိုးမပေးတော့ကိရိတာတွေကုန်သွားတယ်ဒီလိုအဓိပ္ပာယ်ပြဆိုလိုတယ်ပေါ့နော်အဲ့ဒီလိုမြတ်စွာဘုရားကဒီဘဝတစ်ခုကလွတ်မြောက်ဖို့ဆိုတာအခုလိုအဖြူလည်းမဟုတ်မဲလည်းမဟုတ်နော်တဘာဝတရားကိုပဲ့ဖြတ်တဲ့မက်စေရနာဆိုတဲ့သရုတ်ထကံမျိုးရမှသာလျှင်လုံးဝဖြူစင်တယ်ခုနကနွားလို့ကျင့်နေခွေးလို့ကျင့်နေလို့ရှင်ဒါအမဲပဲဆိုးပဲတွေ့မယ်မကောင်းတဲ့လူရကမကောင်းတဲ့အကျိုးပဲပေးမှာပဲဆိုတာကိုမြတ်စွာဘုရားနားလေသဘောပေါက်အောင်ဟောလိုက်တာအဲ့ဒီကနေလွတ်ချင်လို့ရှိရင်မင်းတို့ဒီအကုသိုလ်လည်းမဟုတ်ဘူးကုသိုလ်လည်းမဟုတ်ဘူးနော်ကုသိုလ်ကအကုသိုလ်ကနှမျိုးပဲဖြတ်နိုင်တယ်မက်စေရနာဆိုတဲ့မက်ဆိုတဲ့ကုသိုလ်မျိုးရအောင်ကြိုးစားအထောက်အမဲလို့ဒီလိုအတိပေးလိုက်တဲ့အခါကျတော့ပုံနာဆိုတဲ့နွားလို့ကျင့်တဲ့ကောင်သဘောပေါက်သွားပြီသူကပဲလျှောက်တယ်ရှင်ဘုရားရှင်းပါတယ်ဗျာကောင်းလိုက်တာရှင်ဘုရားရှင်းပြတာတပည့်တော်သဘောပေါက်နားလည်သွားပြီဖုံးထားတဲ့အရာကိုဖွင့်ပြလိုက်တယ်လို့လမ်းမနေတဲ့ပုဂ္ဂိုလ်ဒီလမ်းကသွားဆိုပြီးတော့ညွှန်ပြလိုက်တယ်လို့အမောင်ထဲမှာမိထွန်းပြလိုက်တယ်လို့ရှင်းလင်းသွားပါပြီတဲ့ဒါကြောင့်ဒီနေ့ကနေစပြီးတော့သူဥပဒကလို့မှတ်တော်မူပါဘုရားတရားသံဃာယရဏသုံးပါးစိကလို့ဥပဒကအဖြစ်မှတ်ပါလို့သူကလူဥပဒကအဖြစ်နွားချင်းတဲ့ကောင်ကနွားချင်းကိုဆွန့်လွတ်ပြီးတော့သူကသဘောပေါက်သွားတယ်နွားချင်းကိုဆွန့်လွတ်ပြီးတော့တာမန်ဥပဒကတရားအဖြစ်ခံယူလိုက်တယ်အဲ့ဒီမှာဝလစ်စလစ်နဲ့လာတဲ့သေနီးယဆိုတဲ့ခွေးလို့ချင်းတဲ့အကောင်ကတော့မြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားမှန်ပါတယ်ရှင်ဘုရားပြောတဲ့အတိုင်းရှင်းပါတယ်ဒါကြောင့်တပည့်တော်ရှင်ဘုရားဘုရားတရားသံဃာယရဏသုံးပါးကိုစိကပ်ပါတယ်အဲ့ဒါလျှောက်ပြီးတော့သူကဥပဒကလို့မလျှောက်တော့ဘဲနဲ့ဘုရားတရားသံဃာကိုတပည့်တော်ယုံကြည်ကိုးကွယ်ပါတယ်ဒါကြောင့်တပည့်တော်ဟာမြတ်စွာဘုရားရဲ့ထံမှာရှင်ပြုခွင့်ယဟန်ပြုခွင့်ရချင်ပါတယ်နော်ပပိစ္ဆာဆိုတာ initiation ရှေးဥစွာပပိစ္ဆာဆိုရှင်သာမဏေနောက်ပြီးတော့ဥပတံပရတိုးမြင့်ပြီးတော့ကျင့်တဲ့ယဟန်ဘုရားအဲ့ဒါမျိုးကိုရပါရစေပါလို့ဆိုမြတ်စွာဘုရားပြောတော့သေနိယတဲ့မင်းဟာဘာသာခြားမှာအကျင့်နေတဲ့သူလည်းယဟန်တစ်ပါးပဲပေါ့အစိတ်လားဆိုအကျင့်နေတဲ့ပုဂ္ဂိုလ်တူဖြစ်နေအဲ့ဒီလိုဘာသာခြားဖြစ်ပြီးတော့ဘာသာခြားအနေထားနဲ့ဒီသာသနာမှာဝင်ပြီးတော့ယဟန်ခံခြင်းနဲ့ဆိုရင်ချက်ချင်းယဟန်ခံလို့မရဘူးတဲ့4 လမင်းလိုက်တာကျင့်သုံးမှုပြရမယ်4 လကျင့်သုံးရမယ်4 လဆိုင်ငံ့ရမယ်သူ့စောင့်ကြည့်မယ်4 လကျင့်ခိုင်းမယ်ဒါတွေလုပ်ဆိုပြီးတော့သူ့4 လ training ပေးဦးမယ်နော်4 လ training ပေးပြီးတော့မှ4 လကုန်တဲ့အခါမှာ
ယဟန်တွေကစိတ်တိုင်းကြပြီဆိုတော့မှယဟန်ကပေးမယ်ယဟန်ဖြစ်ဖို့ရစိတ်တိုင်းကြပြီဆိုမှဒါပေမဲ့လို့တဲ့ဒီကိစ္စမှာပုဂ္ဂိုလ်တဦးနဲ့တူအရေးချင်းမတူဘူးဆိုတာတော့ငါနားလဲတယ်တရားသိဥပဒေမဟုတ်ဘူးမြတ်စွာဘုရားဆိုလိုတာကမင်းဟာစိတ်ဓာတ်ဘလောက်ထက်သန်တယ်လဲထက်သန်မှုမရှိဘူးလားဆိုတာအဲ့ဒီပုဂ္ဂိုလ်တဦးနဲ့တူမတူတာကိုငါထက်သွင်းပြီးစဉ်းစားတယ်အဲ့တော့စိတ်ဓာတ်ဒါထက်သန်နေတဲ့ပုဂ္ဂိုလ်ကြတော့လေးလဆိုင်စရာမလိုဘူးစိတ်ဓာတ်မထက်သန်တဲ့ပုဂ္ဂိုလ်လေးလဆိုင်ရမယ်သူကစောင့်ကြည့်မယ်အဲ့တော့ဗမာပြည်မှာဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီဘာသာကြားနဲ့တော့မဆိုင်ဘူးပေါ့နော်ဗမာပြည်မှာဘုန်းကြီးဝတ်ချင်အခုဝတ်ချင်တဲ့ဆိုအခုဝတ်လို့ရတယ်ဘုန်းကြီးဝတ်တဲ့ပုဂ္ဂိုလ်လူလာပြီးတော့ရှောက်ရင်အခုပဲတုံးလိုပါရခံလို့ရကိုရီးယားတို့ဘာလို့မဟာယာနတွေကြတော့အဲ့လိုဝတ်ချင်တယ်ဝတ်လို့မရဘူးသူတို့နော်ဘုန်းကြီးဝတ်ချင်တယ်ကိုရီးယားဘုန်းကြီးဝတ်တဲ့ဆိုရင်ကိုရင်ဘဝနဲ့4 နှစ် training ယူရတယ်သူ4 နှစ်နော်4 နှစ်ပြည့်ပြီဆိုမှသူ့ကိုရဟန်းခံပေးတာချက်ချင်းရဟန်းခံမပေးဘူးသူတို့မဟာယာနဂိုင်းနေကြထေရဝါဒဂိုင်းကတော့လာခဲ့ okay ကောင်းရိပ်ချက်ချင်းဝတ်ပေးလိုက်တယ်ဒါထေရဝါဒဂိုင်းမဟာယာနဂိုင်းကြတော့လာ4 နှစ်သင်တန်းတဲ့4 နှစ်ပြည့်လို့ရှိရင်သူက training ယူတဲ့ထဲမှာဘာတော့ဆိုရင်စီကံချက်တစ်ခုကဘာတော့ဆိုရင်ယဟန်တွေ့ရင်ချက်ချင်းကတော့ပြုတ်လားမပြုတ်ဘူးလားအဲ့ဒါအဆောင်ချီတယ်ကတော့ပြုတ်မှအဲ့ဒီကိုတော့ကလက်မထိုးမှသူကရဟန်ဖြစ်တာနှုတ်ဆိုမဖြစ်ဘူးယဟန်တစ်ပါးလာနေတယ်လာနေတာဟောကတော့မပြုတ်ပဲနဲ့ထိုင်ရမထပဲနဲ့နေတယ်ဆိုရင်သူလက်မထိုးမပေးဘူးအမှတ်မရအောင်အဲ့ကြရင်သူရမဖြစ်ဘူးအဲ့လိုလည်းရှိတယ်နော်သူစီကြတော့တင်းကျပ်တဲ့စီမြင့်နေရှိတယ်အမျိုးသမီးတယောက်ဟာဘိက္ခုနီဝတ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီတိုင်းပဲတာမဏေရီဘဝနဲ့လာကျင့်4 နှစ်ကျင့်ခြံတင်ဒီသူတို့ရဲ့တုတ်တန်တွေကိုရွှရမယ်ဖျားရှိခိုးရမယ်ဒီစိကံချက်တွေအကုန်လိုက်နာရတယ်နေရထိုင်နေသွားရလာရစသည်ကုန်4 နှစ် training ပြီးမှဘိက္ခုနီဖြစ်ခွင့်ရှိတယ်ကိုရီးယားသွားတော့သိခဲ့တယ်သူတို့ပြောပြနော်တမန်နဲ့အဲ့တော့သူတို့အင်ကြီးဝတ်ထားတို့ဘာတို့ကတော့ရဟန်းနဲ့တူတယ်သို့တော့အင်ကြီးလက်မှာအနီရောင်ပတ်ထားအဲ့ဒီအနီရောင်ပတ်ထားရင်ဒါကိုရင် trainee ရဟန်းမဟုတ်သေးဘူးရဟန်းဖြစ်ပြီဆိုလို့ရှိရင်သူကအမှတ်ရှိသေးတယ်သူတို့မှာ ordination ရှိတယ်ကိုရင်ဘဝမှာဆိုလို့ရှိရင်အခုခေတ်တော့ဖျားမိပူဇော်နဲ့အမွှေးတိုင်နဲ့လောက်တာဖျားမိပူဇော်တဲ့အမွှေးတိုင်နဲ့မိထွန်းတာတဲ့အမွှေးတိုင်နဲ့ခေါင်းကိုအဲ့ဒါထိုးလိုက်တဲ့အခါကျတော့ share ဆိုပြီးတော့အဲ့နာလေးကအတရွတ်ကလေးဖြစ်သွားမိဘူးနဲ့ကလိုက်တာအဲ့ဒါတပေါက်ကိုရင်ဝင်းရင်တပေါက်ရဟန်းဖြစ်လို့ရှိရင်တစ်ခါတပေါက်နောက်တစ်ခါဘောဓိတတ္တ ordination ဆိုဘုရားလောင်းဖြစ်တစ်ခါခံယူတာကြတော့တပေါက်3ပေါက်ရှိတယ်သူတို့ကောင်းပါနှစ်ဖူးထက်နာနော်မိဘူးနဲ့ထိုးခါဟိုရှေးတုန်းကတော့ကြက်ပြားဝိုင်းကြီးနဲ့ကတ်တာဆိုတော့အနေရွကြီး3ခုရှိတယ်မိုးကုတ်မှာတခါငယ်တော့တွေ့ဦးတယ်တရုတ်ဘုန်းကြီးတပါးခူထဲမှာနေတာတကောင်းလုံးကြက်ပြားဝိုင်းနေဘာလို့လို့ဆိုရင်ဒါဝါရရင်တခါကတ်တာတဲ့ခေါင်းတော်ရိတ်လို့ခက်သွားအမရွတ်တွေနဲ့ပြည့်အဲ့တကယ်မြင်ခဲ့ဘူးလားအဲ့ဒါနော်အခုကတော့ဒီကိုရီးယားဘိက္ခုနီတွေတို့မဟာယာနဘိက္ခုနီတွေတရုတ်ပြည်လာတာတို့ဗီယက်နမ်တို့ကလာတာတို့ကြတော့အဲ့ဒီခုနအမွှေးတိုင်လေးနဲ့တင်ကောင်းထိုးတာခက်သေးသေးလေးပဲဒါပေမဲ့ကြည့်လိုက်မြင်ရတယ်3ပေါက်အဲ့ဒါဆိုရင်တော့ဘိက္ခုနီဘဝပြည့်စုံအဲ့တော့အမျိုးမျိုးပဲယုံကြည်ချက်တွေကအဲ့တော့သူ့ကိုမြတ်စွာဘုရားက
စိတ်အားထက်သန်တာကိုချိပြီးတော့သူ့ကိုချက်ချင်းခွင့်ပေးလိုက်တယ်ယဟန်ဖြစ်ခွင့်ချက်ချင်းပေးလိုက်တယ်မြတ်စွာဘုရားအဲ့သူကယဟန်ဖြစ်သွားတယ်အစိလသေနိယကချက်ချင်းယဟန်ဖြစ်သွားပြီးတော့သူဟာမြတ်စွာဘုရားစီကကမ္မထံသင်ယူပြီးတော့တပါးတဲ့စိတ်ညစ်ရတော့မမေ့မလျော့ချိုးချိုးဆားဆားနဲ့နိဗ္ဗာန်ကိုဥတည်ပြီးတော့ကမ္မထံကိုချိုးချိုးဆားဆားအားထုတ်လိုက်တာသိမကြခင်ယဟနာဖြစ်သွားပါတယ်တဲ့ဒါသေနိယကတော့ယဟနာဖြစ်သွားတယ်ပုံနာကတော့ယဟနာမဖြစ်ဘူးလူဥပဒကအနေနဲ့ဖျားကိုးဝယ်တဲ့ပုဂ္ဂိုလ်အနေနဲ့ပဲဖြစ်တယ်ဒါကကုက္ကုဒဝတိကသုတ်တံမှာလာတဲ့တရားစကားတွေပဲဖြစ်တယ်အဲ့တော့ဒီသုတ်တံမှာလွဲမှားတဲ့အကျင့်ဒီအကျင့်တွေကိုကိုယ်ယုံကြည်ခြင်းနဲ့ကိုယ်လုံးနေကြတာအဓိကကတော့မြတ်စွာဘုရားဟောတယ်လို့ပဲကိုယ်လုံးတဲ့အလုပ်ဒီနော်ဒုက္ခကိုဖြစ်စေတတ်တဲ့အလုပ်ဒုက္ခကိုဖြစ်စေတတ်တဲ့အလုပ်ဒုက္ခဒုက္ခနှမျိုးလုံးရောထွေးနေတဲ့အလုပ်ဒုက္ခလည်းမဖြစ်ဒုက္ခလည်းမဖြစ်တန်တရားဝကလွတ်စေတတ်တဲ့အလုပ်လို့အဲ့ဒီကတရား၄မျိုးကိုပိုင်ပိုင်ခြားခြားသိပြီးတော့ထိုးတွေဟာဘယ်အလုပ်မျိုးကိုတန်တရားကဝကလွတ်ပဲဆိုရင်ဘယ်အစဉ်မျိုးဘယ်ကမျိုးလုပ်ရမယ်ဆိုတာကိုယ်စီသိရှိနားလည်ပြီးတော့လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းရှိတဲ့ချာအရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုရမောပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ခြင်းပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလို့ရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ဘာကကိုအမိအဖအဖိုးဖွားဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏31ဘုံကျင့်ဒီကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးတရားမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးတရားမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးတရားမြတ်